ဖျားကန်းမှာအဲ့ဒီ3မေအကွာမှာထမင်းစပွဲထားတယ်နင်အတွင်းကလည်းမဝစ်ဘူးနင်ကလည်းနင်ဘောင်းမီလည်းမဝစ်ဘူးအောက်မှာဗလာချင်းရှက်အင်းကြီးနဲ့နင်ဖင်တန်းလန်းနဲ့အဲ့ဒီဗီးနဲ့ကွင်းဆိုတဲ့ကောင်မနော်ကလေးစာအုံမီးရှို့ပြီးတော့ကြောင်တောင်ဖြစ်လို့ကလေးကိုလည်းအသေးရိုက်လို့သူ့ဟာသူလိုင်းပေါ်မှာလိုက်များအောင်လို့ရှောက်ပြီးပြောနေတာနော်ကျမတို့ဒုက္ခရောက်လို့ဆိုပြီးကျမအဆဆုံးရှင်းပြမယ်ကျမအဲ့နေဖုန်းဆက်လိုက်တယ်တဲရေငါနင်းကို subscribe ကြော်ညာအပ်ချင်လို့ဒါမှမဟုတ်လေငါနဲ့နင်းနဲ့ချိတ်ပြီးတော့အဲ့လိုပတ်စံစာပြီးလောက်ပါလားနော်ကျမခေါ်လိုက်တော့သူအဲ့ရက်မှာအိမ်ပြောင်းရလို့ဒုက္ခရောက်နေတယ်နောက်ဆုံးသူရောက်ခမလာမသိသူယောက်ျား3ယောက်ရှိတယ်ယောက်ျား3ယောက်ရှိရဲ့ဟာမှာနောက်ဆုံးယောက်ျားရဲ့ရောက်ခမအိမ်အမေအိမ်လားမသိသူသွားတယ်နော်သွားပြီးတော့ကျမကိုဖုန်းလန်းဆက်တယ်ကျမယောက်ျားအဲ့လိုရှုပ်ရှက်ကျမရှုပ်ရှက်လုံးဝမကြိုက်ဘူးနော်ကျမလည်းအိမ်ပေါ်ကအိမ်အောက်တောင်ဆင်းနေလို့မဟုတ်ဘူးနော်အဲ့လိုဖုန်းဆက်လို့မလို့ကဲအဲ့ဆိုရင်တော့တဲငါအိမ်လာနေအစင်မပြေငါအိမ်လာနေကိုကတော့ဒီတငယ်ချင်းမှမဟုတ်ဘူးအကုန်လုံးကိုကောင်းပေးရနော်ကိုအကြောင်းပြင်မှာတည်ရလို့ဆိုအကုန်လုံးတည်ရစကားပြောတာအစားနော်ကျမရိုင်းဆိုင်နဲ့မှမပါဘူးနော်သူဒုက္ခရောက်နေလို့အေးအဲ့ဆိုလဲတဲရေငါအိမ်လာနေရှင်တို့ကိုချင်းစာချင်းနော်ကျမအိမ်မော်ခေါ်တင်လိုက်တယ်နော်ကလေး2ယောက်နဲ့ရောက်လာပထမတော့အကောင်မဲ့အေးစီးပဲကျမညဆို secret ရိုက်ခိုင်းတယ်မျက်နှာကြီးစူပုတ်ပြီးကျမဝင်ရိုက်ပေးခြင်းအဲ့နဲ့အော်အေးတဲကျမ secret လောက်ခိုင်းတယ်နော် secret ကတဲ့အောက်လမ်းမလို့တဲ့အမဲအောင်သူနဲ့အမဲအောင်အဆင်မပြေဘူးတဲ့အမဲဆိုအောက်လမ်းမလို့တဲ့နောက်တစ်ခုကြက်ချစ်ထောက်လုပ်တယ်ကြက်ချစ်ထောက်ကကြလေသူ့ရဲ့အတိုင်းတဲ့အောက်လမ်းမလို့တဲ့အဆင်မပြေဘူးတဲ့နော်ရှင်တို့စဉ်းစားတယ်အောက်လမ်းအဆင်မပြေဘူးတဲ့ကျမစီးပွားရေးနော်ကျမစီးပွားရေးဒီနောက်ကဒီမှာဒီတောင်မှန်လေးအလှချိတ်ထားတဲ့ဟာအစားသူ့ရဲ့နောက်မှာတဲ့တောင်မှန်ပေါက်ပြီးတော့တဲ့အောက်လမ်းနဲ့လုတ်တယ်လို့ခံစားရတယ်တဲ့ပြီးတော့ဘာပြောလဲဆိုသူကြောက်နေလားမကြောက်နေလားကျမပြောပြမယ်နော်ဟွာတဲ့သူအိမ်ပြောင်းရွှေကားသမားတွေကို तू ကကျမအိမ်ရောက်လာပြီးတော့အိမ်ပြောင်းရွှေကားသမားတွေကိုအိမ်ပစ္စည်းတိုင်းနဲ့နေမှာတည်လာပြီးတော့12သိန်းမပေးဘဲနဲ့အဲ့ကားပေါ်မှာပစ္စည်းအကုန်ထားထားရနော်ပစ္စည်းအကုန်ထားထားရဖုန်းနဲ့ဆက်သွယ်မလုပ်ဘူး तू က तू အဲ့ဒါတော့ तू ကိစ္စပေါ့နော် तू ထားထားရအိမ်ပြောင်းရွှေကားသမားတွေကအဲ့လိုခံရတယ်ခံရပြီးတော့နော်ကျမကလေးကိုလေဒီအိမ်မှာရိုက်တိုင်းအမြဲတမ်းပေါ့နော်ကလေးကိုလေကြောင်တောင်ဖြစ်တိုင်းထားရိုက်တယ်နော်ပြီးလို့ရှိရင်ဘာပြောလဲဆိုရင်ဟိုကတဲ့သူ့ရဲ့အဲ့တောင်ငကုံမှာနေခဲ့တဲ့အိမ်ပါဝင်းကျင်ရတဲ့ဖက်တီးမှာတဲ့ဝဝနဲ့ကောင်မှာတဲ့သူ့အောက်လန်းနဲ့လုတ်တယ်အိမ်ပါဝင်းကျင်ရပေါ့သူ့အောက်လန်းနဲ့လုတ်တယ်သူ့အိမ်မှာလည်းအတန်နေကြားရတယ်ပေါ့နော်အဲ့နဲ့ကျမတို့ဂျားထဲမှာခင်တဲ့တငယ်ချင်းတယောက်ရှိရကျမငွေကြီးသူနဲ့ပြဿနာတက်ထားတဲ့တယောက်ကျမချီလိုက်တယ်ချီပြီးပြဿနာတက်ထားတဲ့တယောက်ကိုအဲ့ငွေကြီးတယောက်ကိုအဲ့တယောက်ကလည်းတဲ့သူ့ကိုတဲ့အောက်လန်းနဲ့လုတ်တယ်တဲ့သူကအခုလေအပြင်မှာဖုံးအပြင်ထွက်သွားတယ်နော်မနေ့ဆိုရင်အပြင်ထွက်သွားတယ်လမ်းမှာဘတ်စကားပေါ်မှာဘတ်စကားစီးရင်နဲ့ဖုံးကြီးတစ်ပါးနဲ့ပဲတွေ့လူနဲ့ပဲတွေ့သူ့ကိုအဲ့ဖုံးရအောက်လန်းနဲ့လုတ်တယ်ပဲပြီးရင်အဲ့ဖုံးရတဲ့သူ့ကိုပခုံးတိုက်တာအောက်လန်းနဲ့လုတ်ချင်လို့တဲ့နော်နောက်ထပ်ရှိသေးတယ်သူအဲ့လိုဘယ်မိတ်ဆွေတငယ်ချင်းတွေပဲတွေ့လာအောက်လန်းနဲ့သူ့ကိုလုတ်ခဲ့တယ်ပဲအဲ့နဲ့ကျမတို့ကကြာတော့ဒီအောက်လန်းတွေပဲကြားနေရအဆင်မပြေနေတော့ဘူးတိလားတစ်ချိန်လုံးသူ့နှုတ်ကအောက်လန်းအဲ့နဲ့ကျမကမေတော်ချောင်းသွားတယ်နော်မေတော်ချောင်းသွားတယ်အုံသွားခွဲကျမဟိုးရင်ကလေးအုံခွဲတဲရီလိုက်ချင်လဲလိုက်ခဲ့မေတော်ကကြာတော့ဆူတောင်းပြေလိုက်ချင်လဲလိုက်ခဲ့ဆိုလိုက်မယ်တဲ့သူလဲကိုးကွယ်ရဆိုပြီးတော့လိုက်ပြီးခွဲပြီးတော့ပြန်လာတော့ကြာတော့ကျမကိုဘလို့ကျမယောက်ျားအလုပ်သွားတယ်နော်ကျမဘလောက်တီးခံခဲ့လဲဆိုနော်ဒီအိမ်မှာညဘက်ကြီးဘလို့အုံနောက်ပြက်လဲဆိုရင်နော်အဲ့မေတော်ကတဲ့အမဲဖြစ်နေလို့တဲ့အမေကာလီမာတဲ့တိလားအမဲဖြစ်နေမေတော်စော်ကားနော်မကိုးကွယ်ခြင်းနေသူ့ဘာသူလိုက်လာတာကြောင်းနေလဲကျမမခေါ်ပွဲမခွဲဘူးဆိုလဲကျမတို့ဘာမှမဟုတ်မှာဖြစ်ဘူးသူကသူအောက်လန်းနေလှုပ်ပြီးတော့သူ့ဘာသူကြောက်နေရနော်တဲရဲ့ဟိုဘာလဲအဲ့လိုတဲ့မေတော်ကလည်းအမဲဖြစ်နေလို့တဲ့ပြီးတော့တခါးကြီးရတဲ့ပိတ်ထားတာတဲ့အဲ့ဒါတဲ့အောက်လိုင်းနဲ့မေတော်ပြောရနော်အောက်လိုင်းနဲ့ကျမတို့လည်းယုံကြည်မှုလွန်ကွဲနေရတော့မဟုတ်ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်နော်အုံခွဲရဆိုတာကန်လေးမြင်အောင်လို့တော့ခွဲတာကိုယ်ဘယ်သူမှအတိုင်းခိုင်မလုံနိုင်အောင်လို့တော့ခွဲအဲ့ဒါမေတော်ကတဲ့ဟိုဟာတဲ့ဗာလဲအဲ့လိုမဲအောင်ဆိုတော့တဲ့အောက်နဲ့အောက်လိုင်းနဲ့ဆိုသူပြောရနော်ပြီးတော့နော်သူ့ရဲ့အုံနောက်ပြက်လားမပြက်လားကျမနေရဆိုခံစားကြည့်လိုက်နော်နေ့တိုင်းနော်ဒုက္ခတွေပေးနေရကျမအိမ်မောတက်ပြီးတော့နော်ကြောင်တုံနေလုံနေရခဏနေဖျားသွားမယ်ခဏနေအောက်လန်းနဲ့လောက်ခံရတယ်ခဏနေစိတ်မကြည်ရောခလေးကိုရိုက်သူ့ကိုဝေမန်းနီးနဲ့ငွေထည့်တာအစားဝေမန်းနီးကအနီရောင်နဲ့ဟိုဟာတဲ့ဝေမန်းနီးကအဖြူရောင်ဝေမန်းနီးရတဲ့အဝါရောင်ပေါ့နော်ရိုးမပန်ရတဲ့အဖြူရောင်ပေါ်မှာအနီရောင်နဲ့အဲ့ဟာတဲ့
သူ့ကိုတဲ့အောက်လန်းနဲ့တိုက်တာတဲ့အဲ့တော့သူ့စိတ်တွေထွေပြားလာပြီဆိုခလေးကိုလည်းအဲ့ညအသေးရိုက်တာနော်သူကလေးကလည်းအရန်ဆိုးတယ်ခလေးကိုအရန်အသေးရိုက်တာအသေးရိုက်တော့အမအော်ကြီးဖြစ်ကျကျမတို့အိမ်မှာပတ်ဝန်းကျင်တည်ရနော်ကျမတို့ပတ်ဝန်းကျင်အကုန်တည်ရတယ်တက်တိတွေခေါ်ပေးအောင်ပါသူ့အိမ်မြောင်းရှိကားသမားတွေကိုသူပစ္စည်းသွားမိပဲအဲ့ကားသမားတွေကတဲ့သူ့ရဲ့တငယ်ချင်းကချင်ကောင်ဆိုတဲ့တကောင်ရှိတယ်သူနဲ့လာတွေ့အဲ့ကချင်ကောင်ရဲ့ကောင်မလေးရတဲ့သူတို့ကသူအဲ့ကောင်မလေးကိုတော့ပြောတယ်တဲ့ဖုန်းဆက်ပြီးရောတဲ့ညနေပိုင်းရောက်လာပြီးတော့တဲ့ဟိုတဲ့ဖုန်းဆက်ပြီးတော့ပြောတယ်တဲ့ဘာပြောလဲဆိုတော့တဲ့ဟိုတဲ့ဘာလဲ miss ပြိုင်ပွဲပါကျမတို့မကြည့်ဖြစ်ပါဘူးသိရမလားဟိုလူငယ်ဆိုတော့တက်လာရင်တော့ကြည့်လိုက်တာပဲပုံမှန်တော့စိတ်ဝင်စားခြင်းမရှိတော့ကိုလည်းမသိအဲ့တဲ့ဟိုတဲ့ထိုင်းမှာတဲ့ဟိုဘာလဲကချင်မလားမသိ JK ဆိုပြီးလားမသိတော့ပြိုင်တာတဲ့အဲ့ဒါတဲ့သူကတဲ့ဟိုတဲ့ပပနှစ်ဝက်ကိုဖုန်းဆက်လိုက်လို့တဲ့မြန်မာနိုင်ငံ crown မရတော့တာတဲ့အဲ့လိုပြောတယ်တဲ့အိမ်ပြောင်းရွှေကားသမားတွေရတဲ့အဲ့လိုကချင်ကောင်မလေးကိုတော့ပြောဟဲလို့နင်းကချင်ကောင်နဲ့ကောင်မလေးနဲ့အဲ့ကောင်လေးအဲ့ကောင်လေးနဲ့ဘယ်လိုသိရလဲဒီကားသမားရင်းနဲ့ပေါ့နော် main ကလေးဆိုတာဘယ်လိုအဆက်မိပြီးတော့သိရလဲပေါ့အဲ့ဒါလည်းမဟုတ်ဘူးတဲ့သူတို့ကဂရုရှိတယ်တဲ့ကားသမားရင်းနဲ့ပြောတာတဲ့သူတို့ကဂရုတက်တဲ့ကျမကဘာပြောမှမသိအယူမကြီးလိုပဲသိလားအဲ့လိုကျမမှာစာရေးလည်းရှိရနော်အတန်ဖိုင်လည်းရှိရအဲ့လိုပြောတယ်ဆွမ်းနာလည်းကျမဖုန်းခေါ်ထားတယ်နော်ကောင်မချသွားတယ်ကျမကိုဘလော့ပြီးပြောချင်တိုင်းနေပြောနေနာမည်ကြီးချင်တာနဲ့အိမ်မော်တက်ပြီးစော်ကနော်နင်းအဲ့လိုစော်ကားလို့လည်းနင်းကလေးခံရတာဘာသူမှအောက်လန်းနဲ့မလုပ်ဘူးကိုယ့်ရဲ့စေတနာကိုမြတ်တာကိုပြန်စူးတာပဲနော်ပြီးတော့အမြဲပြောသူ့တဲ့နိုင်ငံရေးတစားခံအဖြစ်တဲ့ဘာသူကလောက်တာဆိုလာပဲကျမလည်းမသိဘူးကြာရင်ကျမယောက်ျားတော်ကျမကိုပြောတယ်နင်ယူတော့မယ်နော်နင်သူနဲ့နေယူတော့မယ်သူလည်းကြားတယ်အကုန်လုံးနော်ဟိုကတဲ့နိုင်ငံရေးတစားကနေအခုဟိုမှာလူငလင်လုတ်တယ်မန္တလေးမှာငလင်လုတ်တယ်သူပြန်လာလို့တဲ့သူတစ္ဆာစူးလာတယ်သူကြောင့်မလို့တစ္ဆာစူးပြီးတော့ငလင်လုတ်တာကျမလည်းမကြားဘူးတဲ့စကားတွေနော်ပြီးတော့ကြာပန်းအဖွဲတွေရောသူပြောနေကြကြာပန်းအဖွဲနဲ့ဘယ်အပြာအဖွဲနဲ့ပန်းရောင်အဖွဲနဲ့ဘလို့တိုက်တာအဲ့ဒီထဲမှာငါနိုင်ငံရေးတစားအဖြစ်ဖြစ်ခံရမှာကလေးကိုဆုံးမကျမတို့လည်းဘာကြီးကြားနေရမှန်းကိုမသိရအဲ့တော့ကြာတော့လူဆိုတာကိုယ့်အိမ်မော်လဲခေါ်တင်တာတည်းကိုလေသိလားကြာတော့ဒီကလေးနှစ်ယောက်ရဲ့ညတကောင်ကြီးဒီမှာပတ်ဝန်းကျင်ရှိရဲ့လာမေးလို့ရှင်တို့လာမေးလဲရတယ်ကျမနောက်နေ့ပြဆိုလဲပြပေးမယ်သိလားအခု तू တော်တော်လွန်လာလို့ကျမထုတ်ပြောရနော်အဲ့တော့နိုင်ငံရေးတစားကန်တွေရောဘာတွေကိုတနေ့ကိုရှုပ်နေရပဲကွယ်သိရမလားသူ့ကိုအခုလိုငိုးတုတ်ထိုင်နေနေလဲနော်ခဏနေဟဲ့ဘသူကအောင်လန်းနဲ့လှုပ်လိုက်လို့ကျမစိတ်တွေထွေနေပြီဘသူကမီးထွန်းနေပြီအဲ့လိုအယူမကြီးလို့ဖြစ်နေတာအဲ့တညမှာလဲကျမတို့အိမ်ရှိမှာနော်ဗီဒီယိုရိုက်တယ်လို့နဲ့ကျမတို့အိမ်ရဲ့အရှိမအောင်ရွဲ့ပြုံးနေတငယ်ချင်းတင်ဟိုပါပေါ့နာမည်မထည့်ရပဲရှိရဘလို့ဘဲကောင်မဘလို့ပေါ့ကျမအင်ကြီးအနက်ဝတ်တဲ့နေရသူကဘလို့အယောင်မကြိုက်မှန်းသိရတာနဲ့အနက်ဝတ်တာပေါ့အဲ့လိုပြောတာနော်ကောင်မတော်တော်လွန်နေပြီနော်တီးခန္ဓာအတိုင်းတာပဲရှိရအိမ်မော်ခေါ်တင်ထားပြီးတော့ရှင်တို့ကိုချင်းစာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကဒီလောက်ပဲပေါ့နော်ဗီဒီယိုဖိုင်လေးကိုစုံတီလိုက်ပါကြည့်စုပေးတဲ့အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ